Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင် like ကလေးကတော့ဒူးတီကြောင့်အရှုံးများနေပါတယ်ဒူးတီကြောင့်အရှုံးနာနေပါတယ်ကျွန်တော်ဒီနေ့15ရက်နေ့မှာမနက်ပိုင်းကောညနေပိုင်းကောမှာတစ်ချိန်တစ်ခါမှမရသေးပါဘူးမပေါက်သေးပါဘူးဆိုတဲ့ဒူးတီဝါသနာရှင်ချစ်မျိုးမိတ်ဆွေအကူမတွေအားလုံးကိုအဓိကရည်ရွယ်တာဖြစ်ပါတယ်ကိုကကျွန်တော်ဒုတိယနဲ့ပတ်သက်ပြီးတော့အဆင်ပြေတယ်အမြဲရနေတယ်ကိုကနန်းတွေထွက်နေတယ်ဆိုရင်တော့ဒီဗီဒီယိုဖိုင် like ကိုမကြည့်ပါနဲ့ကြော်သွားလိုက်ပါကျွန်တော်ကဒီဗီဒီယိုဖိုင် like ကတော့ဘယ်သူတွေကိုအဓိကရည်ရွယ်တာလဲဆိုတာလည်းပြောပြီးသွားပြီကျွန်တော်ဒီ16ရက်နေ့မှာမိတ်ဆွေများအားလုံးအနေနဲ့ပိုင်နိုင်ထီမိတကွက်သေးကူမှာပို့ပြီးတော့ပိုင်နိုင်ပြီးတော့ကန်ရဲတယ်ဆိုတဲ့ကစားသမားတွေအားလုံးပဲဖြစ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ကပတ်တီးတစ်လုံးကိုပို့ပြီးတော့ကျွန်တော်တို့လိုက်ရတာကိုကြိုက်နှစ်သက်တယ်ကျွန်တော်တို့ကပတ်တီးတစ်လုံးကိုပို့ပြီးတော့အထူးအာယုံဆိုင်အာယုံပြုတ်ပြီးတော့ပို့ပြီးတော့ကစားပါတယ်ပို့ပြီးတော့ထိုးပါတယ်ဆိုတဲ့ဒုတိယဝါသနာရှင်တွေအားလုံးဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင် like ကလေးကိုအစကနေအဆုံးပြီးဆုံးတိုင်အောင်ကြည့်ပေးစီခြင်းတယ်အမျိုးတွေအားလုံးပဲကျွန်တော်တို့ဒီနေ့မှာဆိုရင်မနက်ပိုင်းမှာ9နှစ်ဆိုပြီးထွက်သွားတယ်ညနေပိုင်းမှာ3ည3ဆိုပြီးအကူမကြီးထွက်သွားတယ်ဗျကျွန်တော်ညီကိုမိတ်ဆွေများအားလုံးကိုကျွန်တော်ဗာပြောခဲ့လေမနေ့ကညကဗီဒီယိုဖိုင် like ကျွန်တော်လာရောက်ပြီးတင်ပေးတယ်ကမိတ်ဆွေများတနင်္လာနေ့တနေ့ကုန်စားမှာ10ပြည့်နဲ့နက်ခတ်လုံးဝကျင်းတွေတစ်ခုပုံတစ်ခုကျင်းတွေကိုလာရမယ်လို့ကျွန်တော်ပြောခဲ့တယ်ညနေပိုင်းမှာ10ပြည့်ထွက်သွားတယ်ဒါကဗီဒီယိုဖိုင် like ကိုမြင်တဲ့တွေ့တဲ့လူတွေကတွေ့တဲ့လူတွေရှိမှဖြစ်တယ်လို့မမြင်တဲ့မတွေ့တဲ့မိတ်ဆွေတွေအားလုံးလည်းရှိကောင်းရှိလိမ့်မယ်ဒါကတော့ထားလိုက်တော့ကျွန်တော်ရဲ့ဒီ2D ကျွန်တော်တို့မောင်းနိုင်ဆိုတဲ့ YouTube channel လေးက channel အသစ်ကလေးဗျာကျွန်တော်ရဲ့ဟိုဘက်ကိုနိုင် official ဆိုတဲ့ YouTube channel ကတော့ကျွန်တော်တို့တပတ်တာအပန်းခံထားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတပတ်တာအချိန်ကြီးအားလုံးမှာကျွန်တော်ဒီ channel လေးမှာပဲရှိပြမယ်ဗျဒီ channel လေးမှာပဲရှိပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ချစ်မျိုးအကူမတွေအားလုံးအနေနဲ့ကျွန်တော်ကိုအားပေးဝင်းရံခြင်းနဲ့ဆိုရင် like လက်မလေးတွေတဦးတယောက်မကြံနှိပ်ပေးပါ share လေးတွေဒုတိဝါသနာချင်းရှင်းတဦးနဲ့တဦး share လေးတွေလုပ်ပေးပါဗီဒီယိုဖိုင်ကိုတက်နိုင်သမျှအစကနေအဆုံးပြီးဆုံးတိုင်အောင်ကြည့်ပေးပါဒါလေးတွေကိုကျွန်တော်ကိုလုပ်ပြီးတော့အားလုံးပဲကူညီပေးပါအားလုံးပဲအားပေးဝင်းရံပေးကြဖို့ကျွန်တော်ဘက်ကအကြံပြုပါတယ်ကျွန်တော်တို့3ည3ဒါမုံစရာတော့ကောင်းပါတော့ဗျာနော်ရှေ့တစ်ဘက်ကတောက်ကြနေတော့လည်းထွက်တယ်ဘော်ရူးနေတော့လည်းထွက်တယ်ဒီတစ်ပတ်တနင်္လာနေ့မှာပါထပ်ပြီးတော့လာတယ်သူဘာပြည့်ချင်တာလဲသူဘာလုပ်ချင်တာလဲဒီရည်ရွယ်ချက်ဒီရိုးရှင်းလေးပါမိတ်ဆွေများအားလုံးပဲနားလည်လွယ်အောင်တခုတော့ပြောလိုက်မယ်မနက်ပိုင်းကကျွန်တော်အကြိုက်ဆုံးကိုပြောပြပေးမယ်နက်ခတ်အင်္ဂါနေ့တနေ့စာမှာတနေ့ကုန်စာမှာနော်အင်္ဂါနေ့တနေ့ကုန်စာမှာချစ်မျိုးတွေအားလုံးပဲနက်ခတ်လုံးဝချင်းစီတစ်ချိန်လာလိမ့်မယ်အဲ့ဒါမြေကြီးလက်ခတ်မလွဲပါပဲဗျနော်ပေါင်ပုတ်ရင်ကြောင်ကျုံထွက်မှာမဟုတ်ဘူးအမှန်ငယ်ဖုတ်တော်မှာကျွန်တော်ကဏ္ဍကောင်းလေးတွေနဲ့ကျွန်တော်မျိုးတွေအားလုံးနဲ့တူအမှန်ငယ်ဖုတ်တော်မှာနက်ခတ်ကဏ္ဍလေးတွေဒီမနက်မှကနက်ခတ်9ခွက်ရှိတယ်မနက်ကောညကောထိုးရပါမယ်ဘာလေးတွေလဲဆိုရင်1 8 3ညခွန်2 4 3 5 80နော် sorry 6 9နော်3ညခွန်1 8 2 4 3 5 6 9ဒီကဏ္ဍ9ခွက်ရှိမယ်အဲ့ကဏ္ဍ9ခွက်နက်ခတ်ကဏ္ဍ9ခွက်မဖြစ်မနေကျွန်တော်တို့မနက်ဖြန်ကဗုဒ္ဓဟူးနေ့16ရက်နေ့တနေ့ကုန်စာမှာလုံးဝမဖြစ်မနေထိုးရပါမယ်ကစားရပါမယ်မိတ်ဆွေများအရန်ကောင်းတယ်နော်အရန်လာတယ်ချစ်မျိုးမိတ်ဆွေများအားလုံးပဲယုံကြည်သလိုကစားလို့ရတယ်ဗျနော်ကျွန်တော်ဟိုရဲ့ live တွေကိုပထမနော်ရှေးဦးတို့ငကိုတွေကမြင်မှုတွေ့ဘူးတဲ့မိတ်ဆွေများရှိသလိုဒီဗီဒီယိုပိုင်း live ကျွန်တော်က channel အသစ်ကလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုပိုင်း live ကလေးကိုအခုမှမြင်တဲ့တွေ့တဲ့မိတ်ဆွေတွေအားလုံးမဖြစ်မယ်တွေ့တာမမြင်တာဒီကျွန်တော်အခုမှအားလုံးအပြစ်မဟုတ်ဘူးတို့ပေမဲ့မာနဘကကျွန်တော်ပေးတဲ့ကဏ္ဍဒီ7နာရီ10မိနစ်ဈေးတွေ4နာရီ30ဈေးတွေမှာထွက်ကြလာလို့ကျွန်တော်က like ကိုလည်းကြည့်ပါလေရနဲ့ကျွန်တော်ပေးတဲ့ကဏ္ဍတွေကိုလည်းမြင်နေပါလေရကြားနေပါလေရနဲ့အကူမတွေအားလုံးဘက်ကနေမထိုးမရဘူးမပေါ့ဘူးဆိုတာကျွန်တော်အကူမတွေအားလုံးရဲ့အပြစ်ဖြစ်သွားမယ်ဗျနော်ကျွန်တော်အကူမတွေအားလုံးရဲ့အပြစ်ဖြစ်သွားမယ်မိတ်ဆွေများအားလုံးကိုတနေရာထဲမှာအငြိမ်ထိုင်ပြီးတော့စိတ်ချမ်းသာကိုချမ်းသာနဲ့မနက်မှန်ကအင်္ဂါနေ့တနေ့စာပဲကျွန်တော်ကိုယုံကြည်ပြီးကစားရင်ကစားလိုက်ကျွန်တော်အကူမတွေအားလုံးကိုတကွက်ကောင်းလေးပါဒီ live မှာကျွန်တော်ထည့်ပြောပေးသွားမှာနော်ထည့်ပြောပေးသွားမှာနောက်ပြီးကဏ္ဍထိုးဖို့ထိုးပြီးနည်းလေးတွေကိုလည်းတစ်ချက်ပြောပြပေးရစီကျွန်တော်တို့အခုနောက်ပိုင်းမှာ channel တွေဒီအရန်ပြတ်ပါတယ် channel တွေကမတားပြတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့
အခုနောက်ပိုင်းမှာတဏီကုံစာအတိုင်းတာပဲကျွန်တော်တင်ပေးပါတယ်တကယ်လို့ကျွန်တော်ရဲ့ကဏ္ဍဒီ7နိုင်10မိနစ်စီမှာလည်း main အနေနဲ့တင်ထိုးရမယ်တကယ်လို့7နိုင်10မိနစ်စီမှာမကြခဲ့တော့ရှိရင်4နိုင်30စီမှာ2ဆတင်ပြီးတော့မိတ်ဆွေများအားလုံးဘက်ကနေပြီးတော့ထိုးရပါမယ်ဗျကျွန်တော်နောက်တစ်ခုထပ်ပြီးတော့ကျွန်တော်မိတ်ဆွေများအားလုံးကိုပြောချင်တာဒီကျွန်တော်ရဲ့ကဏ္ဍဒီ7နိုင်10မိနစ်စီမှာအကွက်ပဲထွက်လုံးပိုင်ပဲထွက်4နိုင်30စီရောက်ရင်ကျွန်တော်ပေးထားတဲ့ဥမာဆိုကြပါစို့ဗျာကျွန်တော်တို့လုံးမိုင်လဲထွက်တယ်အကွက်လဲထွက်တယ်ဆိုရင်ညနေပိုင်းမှာပတ်သီးတွေကိုညနေပိုင်းအတွက်ကိုမပတ်တော့ပဲနဲ့ကျွန်တော်ပေးထားတဲ့အကွက်ကလေးတွေကျွန်တော်ထိုးခိုင်းတဲ့ခဏန်းလေးတွေဒါလေးတွေကိုပဲမိတ်ဆွေအကူမတွေအားလုံးဘက်ကနေပြီးတော့ဈေးဘိုးအနေနဲ့ထည့်ပြီးတော့ထိုးပါ9ကိုတက်နိုင်9ဘိုးဗျာ1000ဘိုးတက်နိုင်1000ဘိုးအဲ့လောက်ပဲထိုးနေတိုက်အကွက်ကလေးတွေကိုပဲထပ်ပြီးတော့ထိုးဘာလို့လဲဆိုတော့တကယ်လို့ကျွန်တော်ကဏ္ဍက7နိုင်10မိနစ်စီမှာအောင်မြင်လဲကျွန်တော်ညနေ4နိုင်30စီတော့ကိုလိုက်လွတ်ပေးမှာမဟုတ်ဘူးတနေကုန်စားအတွက်ကျွန်တော်တခါတည်းရှာပြီးတော့မိတ်ဆွေများအားလုံးကိုပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အကျိုးရှိကျင်တယ်ဆိုရင်တော့မိတ်ဆွေများအားလုံးပဲဒီလိုမျိုးထိုးလို့ရတယ်ဆိုတော့ကျွန်တော်ပြောချင်တာပါဒါကနားမလဲမှာဆိုလို့ကျွန်တော်ဘက်ကပြောပြပေးတာပါရှင်းပြပေးတာပါဗျကဲဟုတ်ပြီဗျဒါဆိုရင်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့ဒီ16ရက်12လပိုင်း2025အင်္ဂါနေ့တနေ့ကုန်စာမှာကျွန်တော်အကြိုက်ဆုံးဝမ်းချင်းပိုင်ပတ်တီလေးကတော့မိတ်ဆွေများအားလုံးပဲတေချာလေးလိုက်မှတ်ပေးပါ9ပိုင်9ပတ်တီခွန်ပိုင်ပတ်တီဖြစ်ပါတယ်9ပိုင်9ပတ်တီခွန်ပိုင်ပတ်တီပါချင်မျိုးတို့9ကြိုက်တဲ့မိတ်ဆွေတွေ9ကိုပတ်လို့ရပါတယ်ခွန်ကြိုက်နဲ့တက်တဲ့မိတ်ဆွေတွေခွန်ကိုပတ်လို့ရပါတယ်ဗျ9နဲ့ပတ်သက်ပြီးကိုတိုင်းရဲ့အကြိုက်ဆုံးမိန်ကနန်းလေးတွေကိုလည်းပြောပြပေးပါမယ်9နဲ့ပတ်သက်ရဲ့မျိုးတွေအားလုံးပဲထိုးရမယ်အထူးမိန်ကနန်း၄ကွက်တီ9 4 9 9 3 9 8 9 4 9 9 9 3 9 8ဒီကနန်း၄ခွက်တည်းထိုးရမယ်9နဲ့ပတ်သက်ခွန်နဲ့ပတ်သက်လို့အထူးမိန်နေနဲ့ထိုးခြင်းတယ်ဆိုရင်ခွန်4ခွန်9ခွန်3ခွန်8ခွန်4ခွန်9ခွန်3ခွန်8เนาะဒီကနန်းလေးတွေမရှိမနေအထူးမိန်နေနဲ့အကူမရဲ့အားလုံးကထားပြီးတော့အဓိကမိန်နေနဲ့ကစားရမှာဖြစ်ပါတယ်အခြေမျိုးတွေအားလုံးပဲဟုတ်ပြီကျွန်တော်ရဲ့ဇာတာခွင်မိတ်ဆွေများအားလုံးအတွက်ကျွန်တော်မနက်ဖြန်ကတက်နေကုန်စားမှာအင်္ဂါနေ့တက်နေကုန်စားမှာနက်ခတ်နော်နက်ခတ်ခဏ9ကွက်မဖြစ်မနေထည့်ပြီးတော့ထိုးပါကျွန်တော်လုံးမိုင်းတွေကိုလည်းနက်ခတ်ထည့်ပြီးတော့ထိုးပါအင်္ဂါနေ့မှာကျွန်တော်အမြဲတမ်းရွေးပေးနေကြအကျွေးချေပတ်သီးလေးကိုသိကျင်တဲ့မိတ်ဆွေများကျွန်တော်အင်္ဂါနေ့တက်နေကုန်စားအတွက်ကျွန်တော်9တလုံးတည်းကိုကျွန်တော်ရွေးပေးထားပါတယ်အကျွေးချေပတ်သီးအနေနဲ့9တလုံးတည်းကိုရွေးချယ်ပေးခြင်းပါတယ်တခွက်တည်းထိုးခြင်းတဲ့မိတ်ဆွေများအားလုံးပဲ9-3ဆိုတဲ့နက်ခတ်တစ်ခွက်တည်းကိုထိုးပါဟော9-3ဆိုတဲ့နက်ခတ်တစ်ခွက်တည်းကိုထိုးပါကျွန်တော်9တလုံးကိုကြိုက်ပါတယ်ဗျကဲဒါဆိုရင်ဗီဒီယိုပိုင်း like ကလေးကိုကျွန်တော်ဒီနေရာမှာဒီလောက်နဲ့ပဲရန်နာပြစီအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေဗီဒီယိုအသစ်တင်တိုင်းမှာမြင်ခြင်းနဲ့ဆိုရင် channel ကို subscribe လေးနှိပ်ပြီးဘေးကခေါင်းလောင်းလေးကိုလည်းထပ်ပြီးဖွင့်ပေးထားဖို့မမေ့ကြပါနဲ့ဗျအားလုံးပဲဘိုင်မှာအကူမတွေအားလုံးချစ်ပါတယ်နော်